အဲ့ဒီလူကသူ့ရဲ့ရွှေရောင်မျက်လုံးအစွမ်းကိုအသုံးပြုလိုက်တဲ့အခါအမျိုးသမီးရဲ့ရင်ဘတ်ကနေအမြဲတမ်းအငွေ့အသက်တွေထွက်နေတာကိုမြင်လိုက်ရပါတယ်အမျိုးသမီးကတော့သူ့ကိုရိုင်းရိုင်းဆိုင်ဆိုင်စိုက်ကြည့်နေတယ်ဆိုပြီးချက်ချင်းပဲစူပူပါတော့တယ်သူကခန္ဓာကိုယ်ထဲမှာတခုခုမှားယွင်းနေပြီလို့ရှင်းပြပြီးမြဲအမျိုးသမီးကတော့လုံးဝမယုံပါဘူးသူထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲပန်းအိုးတစ်လုံးအမျိုးသမီးပေါ်ပြုတ်ကျတော်နေတာကိုမြင်သွားပါတယ်သူကချက်ချင်းပဲသူမကိုဆွဲဖတ်ပြီးလှည့်ရှောင်လိုက်ပြီးမြဲမတော်တဆတယောက်နဲ့တယောက်နမ်းမိသွားကြပါတယ်အမျိုးသမီးကတော့သူတမင်တက်တက်နှာဘူးထားတယ်လို့ထင်သွားတာပေါ့သူကကယ်ခဲ့တာလို့ဘယ်လိုပဲပြောမယုံပဲသူ့ကိုပြန်တိုက်ခိုက်ပါတော့တယ်သူကတော့ခက်အေးဟင်းမဲ့ရှောင်တင်းရင်းသူမစိတ်ငြိမ်သွားအောင်ဘေးကလူစီကကော်ဖီကိုယူပြီးသူမအပေါ်ပတ်လိုက်ပါတယ်ကော်ဖီတွေရွှဲကုန်တဲ့အမျိုးသမီးကသူ့ရင်ဘတ်ထက်ကကြောက်စိမ့်ဆွဲသီးလေးကိုထုတ်ကြည့်လိုက်တဲ့အခါပေးချမ်းနေတာကိုတွေ့ပြီးဒေါသထွက်ကဘော်ဒီကတ်တွေကိုလှမ်းခေါ်ပါတော့တယ်ဒါပေမဲ့သူကအဲ့ဒီဆွဲသီးကိုမြင်လိုက်ရတဲ့အချိန်မှာမျက်နှာပြတ်သွားပါတယ်သူ့ဆရာကတောင်ပေါ်ကနေမစင်းခင်မှာဒီလိုမျိုးကြောက်စိမ့်ဆွဲသီးတစ်ဝက်ပေးခဲ့ဘူးပြီးကြံတဲ့တစ်ဝက်ရှိတဲ့သူဟာသူ့ရဲ့ဆေးစာထားတဲ့ဇနီးလောင်းပဲလို့ပြောခဲ့ဘူးလားကိုသူရှင်းပြဖို့ကြောစားနေမယ်အမျိုးသမီးကလှည့်ထွက်သွားပါပြီသူနောက်ကလိုက်ဖို့လို့တော့ဘော်ဒီကတ်တွေနဲ့လမ်းပိတ်ထားပါတယ်သူကလာမရှုပ်ဖို့တတိပေးပေမဲ့သူတို့ကဝိုင်းတိုက်ခိုက်ကြတာတော့ဒါပေမဲ့သူ့လက်ချက်နဲ့အကုန်လုံးမြေပြင်ပေါ်မှာခွေကောက်ကုန်ပါတယ်တစ်ဖက်မှာတော့အမျိုးသမီးကအိမ်ပြန်ရောက်ပြီးရေချိုးနေပါတယ်သူတို့စီကိုအန်ဒီရဲတွေလာနေလာကိုဘယ်သူမှတတိမထားမိကြပါဘူးလူမိုက်တယောက်ကသူမနောက်ကိုတိတ်တဆိတ်လိုက်လာခဲ့တာပါသူမကိုဖမ်းဖို့အတွက်အခန်းထဲကိုမေးစင်းငွေတွေလွှတ်လိုက်ပါတယ်မကြခင်မှာပဲအဲ့တန်ထဲမှာရှိနေတဲ့သူမရဲ့ညီမလေးဆိုဖာပေါ်မှာတင်တတိလစ်သွားပါတယ်အဲ့ဒီနောက်မှာတော့လူမိုက်တွေကအိမ်ထဲကိုအတင်းဝင်လာကြပါတော့တယ်သူမကဒါဟာဒီလူမိုက်လက်ချက်ဆိုတာသိလို့ပြန်တိုက်ပေမဲ့မိစေးတန်းကြောင့်အာရင်ကုန်ခံပြီးမရှင်းနိုင်ဖြစ်နေပါတယ်လူမိုက်ကသူ့မကိုဖမ်းထားဖို့အမိန့်ပေးပြီးတခုခုလုပ်ဖို့ဖြစ်နေတော့မှာပဲအဲ့ဒီလူကအချိန်မီရောက်ရှိလာပါတော့တယ်